ခါတလေမှလေကိုနဲ့ထိုက်တဲ့အရာဆိုရင်ကိုစီကိုမလွဲမသွေပြန်ရောက်လာတတ်တယ်တခါတော့ကလူတယောက်ကဖုံးကြောင်သွားတယ်ပေါ့နော်ဖုံးကြောင်သွားတော့ဒီဖုံးတော့ဘာကအမြဲတမ်းသူဖုံးကြောင်ရောက်တိုင်းတခါလာဖွင့်ပြီးတယ်ပေါ့တခါလာဖွင့်ပြီးတော့အဲ့ဒီလူပုဂ္ဂိုလ်ကသူကကျေးဇူးတင်တာနဲ့ပဲသူ့ချံကထွက်တဲ့စပီးတိခိုင်ချိုးကြီးပေါ့နော်စပီးတိခိုင်ကိုလက်ဆောင်စပီးတိခိုင်ကိုကတ်လိုက်တယ်ပေါ့နော်ကတ်တော့ကြတော့ဖုံးကြီးဆရာတော်ယူကတ်လိုက်မယ်ပေါ့အဲ့လိုပြောတော့မဟုတ်ဘူးဗျာတဲ့တပည့်တော်ကဖုံကိုကတ်တာပါတဲ့ဖုံပေးစီခြင်းလို့ပေါ့နော်ဒီတပည့်တော်ဒုက္ခရောက်နေတော့လည်းဖုံပဲတပည့်တော်ကိုညီခဲ့တာပေါ့အစာငါးရင်ကဖြစ်တော့လည်းဖုံကစွန်းနေပြန်ပြီးတော့စွန်းလို့သူဖုံပြန်စွန်းတဲ့စွန်းလို့သူစားခဲ့ရတယ်ပေါ့နော်ဒါလည်းမကျေးဇူးတင်လို့ကတ်တာပါဆိုတော့ဒါနဲ့ဖုံရလည်းယူလက်ခံထားလိုက်တယ်ပေါ့နော်တော့ဖုံကတခါဆရာတော်ကြီးကိုကတ်လိုက်တယ်စပီးတီကိုလေဆရာတော်ကြီးကိုကတ်လိုက်တယ်ဆရာတော်ကြီးကတခါကျမကြီးမကောင်းတဲ့ယဟန်တစ်ပါးကိုကတ်လိုက်တယ်တခါအဲ့ယဟန်ကနေမှအဲ့ဒီဖုံကမှတခါဆုံးဖုံးပြီးဖို့အများနဲ့ဆွန့်ချက်ပြီးတယ်ဆွန့်ချက်တဲ့တခါကြီးကိုကတ်လိုက်တယ်တခါကြီးရဲ့တခါကိုရင်လေးကိုချစ်တော့ကြတော့ကိုရင်လေးကိုကတ်လိုက်တယ်တခါကိုရင်လေးကလည်းကိုရင်လေးကလည်းသူအပြင်ပြန်ကြွလာတိုင်းမှာတခါအမြဲတမ်းဖွင့်ပြီးတဲ့ခုနကဖုံစီကိုပြန်ကတ်လိုက်တယ်ဆိုတော့အစမူလပထမဖုံစီကိုပဲဒီစပီဒီကပြန်ရောက်သွားတာပေါ့နော်ပြန်ရောက်သွားတော့အဲ့ဒီချိန်မှာတော့အဲ့ဖုံရအော်ဒါငါနဲ့တကယ်ထိုက်လို့ငါနဲ့တကယ်ထိုက်လို့တာကစားတဲ့စားတိုင်းလို့ကငါစီပြန်ရောက်လာတာပဲဆိုပြီးတော့ဖုံကအဲ့လိုမျိုးယူဆပြီးတော့အဲ့ဒီစပီဒီကိုဖုံပေးလိုက်တယ်တဲ့တခါတလေမှတချို့အရာတွေကကိုအရန်လိုချင်နေတယ်အဝေးကိုရောက်သွားတတ်တယ်ပေါ့ပါပဲနေလိုက်ကိုနဲ့တကယ်ထိုက်တယ်လို့ရှိရင်ရောက်လာတယ်တခါတော့အဲ့လိုပဲအတိတယောက်ကသူကအဖက်လန်လေးကိုသူရောင်းမှုယူလာတာဟုတ်တယ်ရောင်းမှုယူလာတော့သူကဒီဖက်လန်လေးလာလိုက်တာလို့ဆိုဟုတ်တယ်တဲ့အရန်လာတယ်တဲ့မှားလို့မို့လို့မှားတဲ့လူရှိကိုသူယူလာတယ်ပေါ့နော်ဆိုတော့အော်လှလိုက်တာဖက်လန်လေးကလိုချင်လို့လာတယ်မဟုတ်ပါဘူးလို့သူများမှားတယ်ဆိုရင်ရောင်းလိုက်ပါလို့ဒါနဲ့အဲ့ဒီမှားတဲ့လူစီကိုသူကသွားပို့တဲ့အချိန်မှာဘယ်လိုပြောမလဲမှားတဲ့သူကအဲ့ဒါကိုသူနဲ့အစင်မပြေတာလားဘာလားမသိပါဘူးအဲ့ဒီဖက်လန်လေးကိုသူပြန်ပေးလိုက်တာပြန်ပြီးတော့ကျတော့ तू ကလည်းဒီမှားထားတာကိုမယူတော့ကျတော့တခြားသူတွေကိုလိုက်ရောင်းနေ तू ကရောင်းလို့မရတော့ကျတော့အဲ့ဒီဖက်နယ်လေးကကျမစီပြန်ရောက်လာတယ်ပြန်ရောက်လာဆိုကျမတို့ရောင်းတာမဟုတ်ဘူးကျမကိုမီးနေလက်ဆောင်ဆိုပြီးပေးတာ तू စယူလာခဲ့တဲ့အဲ့ဖက်နယ်လေးကိုကျမအရန်ကြိုက်နေတာတခြားလူမဝင်လဲကျမဝင်လိုက်မယ်ပေါ့ဒါပေမဲ့ तू မီးနေလက်ဆောင်ဖြစ်ပေးတာတဲ့ပြောလို့ကိုနဲ့တကယ်ထိုက်ရင်ကိုစီကိုတနမ်းမှရောက်လာပါလေလို့နော်တချို့အရာတွေအရန်လိုချင်နေအလန့်ဝတ်တတ်တယ်နော်ကိုနဲ့ထိုက်ရင်တကယ်